စိတ်တွေလေလွင့်ပြီးတော့စုစည်းလို့မရဘူးညအိမ်မပျော်ဘူးလို့နော်စိတ်တွေလေလွင့်လို့စုစည်းလို့မရဘူးတဲ့စိတ်တည်ငြိမ်မှုမရဘူးစောင့်တည်မှုမရဘူးဆိုလို့ရှိရင်ဟောဘုရားမြတ်စွာပေးတဲ့ဤစနစ်ကတမာတိကိုဖြစ်အောင်လုပ်ပါဖြစ်အောင်လုပ်တဲ့အခါမှာအာယုန်တစ်ခုခုပေါ့ကမ္မထာအာယုန်တစ်ခုပေါ်မှာအခြေပြုပြီး mindfulness ဆိုတတိတရားရှေ့ထားပြီးတမာတိကိုဖြစ်ပေါ်အောင်လုပ်ဘာဖြစ်လို့တတိကရှေ့ထားတတိဆိုတာအာယုန်နဲ့စိတ်ကိုဆုံပေးတယ်တတိကအာယုန်နဲ့စိတ်ကိုဆုံပေးတယ်ဆုံမပေးရင်စိတ်ကလေးကအာယုန်နဲ့ရှိနေမှာမဟုတ်ဘူးသဘာဝတရားတွေမှာလည်းသူ့အလုပ်ကိုသူလုပ်ကြတယ်တတိဆိုတာအာယုန်နဲ့စိတ်ကလေးကိုဆုံတွေ့ပေးနေတဲ့သဘောစိတ်ကိုငြိမ်အောင်သူကတတိကမလုပ်နိုင်ဘူးဆုံတွေ့ပေးတဲ့လုပ်ငန်းပဲသူကလုပ်တယ်သူကဆုံတွေ့အောင်လုပ်ပေးထားတဲ့ပုံအဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကလေးစုစည်းပေးလိုက်တာကတမာတိဒီလိုပြောတယ်နော်တမာတိလို့တတိကအာယုန်နဲ့စိတ်နဲ့ဆုံပေးတယ်ဆုံပေးတဲ့အာယုန်ပေါ်မှာစိတ်တွေစင်စက်မပြတ်ထပ်တလဲလဲကြာရောက်အောင်စုစည်းပေးထားတာကတော့တမာတိအဲ့တော့ဒီတစ်ခုပူးပေါင်းပြီးတော့ဆောင်ရွက်လိုက်တဲ့အခါစိတ်လေးဟာတည်ငြိမ်မှုတွေရဟောတမာတိနဲ့စိတ်တည်ငြိမ်မှုရယူဒီလိုဆိုစိတ်တည်ငြိမ်မှုတွေရလာပြီဆိုတဲ့အခါမှာဆက်ဆိုတာမလာတော့ဘူးအေးချမ်းမှုတွေဆက်ပြီးတော့